လာမတစ်ခုပေါ်နဲ့ဆိုင်ကယ်ကိုအချိန်ပြင်းစွာမောင်းနေလာတဲ့လူငယ်ကသူ့အတွက်အမြင်ချောဖို့လုပ်ငန်းဟာကျောင်းရင်းတစ်ခုရှိတော့တာလုပ်ကိုင်နေတာလို့ဆိုပါတယ်2015ခုနှစ်စိတ်ကန်းတစ်ခုမှာလူငယ်တယောက်လုံးနေတဲ့တထေးချက်ခေါ်နေတာကြောင့်တွားခဲ့လိုက်ပြီးတက်တလို့ကိုဗန်းနေရနဲ့ဇီလာဆင်းနေတဲ့လူချောင်းပတ်300ရာမှရောင်းနိုင်မယ်ဆိုတဲ့အတွက်သူတို့ဘက်ကလည်းနည်းနည်းလျှော့ပေးလိုက်ဖို့တောင်းဆိုကြည့်ရမယ်တထေးကတော့လက်မခံနိုင်ကြောင်းညှင်းလွှတ်လိုက်ပါတယ်ထို့လူကိုလည်းခါနေဘက်ကဖိအားပေးရင်လို့သာအခုလိုလာပြောရတာဖြစ်ပြီးခမရရဲ့ဆက်တွေကအိုဟောင်းနေတယ်လို့ပေးစရာလို့သမားတွေလည်းအများကြီးရှိတယ်ဆိုကချင်းချောက်ပြောဆိုနေတဲ့လူကိုတေးလိုက်လို့သာချေပလိုက်ပါတယ်တထေးမရောရင်ဘယ်လိုလုပ်လဲဆိုတဲ့အခါဒီမိုင်းနဲ့ကတေတော့မမြင်လို့ဖြစ်နေပြီးအဲ့လိုလူတွေရဲ့လက်ထဲပါခံလိုက်ရင်တခြားလူတွေကိုပါဒုက္ခလိုက်ပေးနေမှဆိုတာကြောင့်သူ့လက်ထဲမှာပဲဆုံးတက်လိုက်မယ်လို့တထေးကစိတ်မကောင်းစွာပြန်ပြေးလိုက်ပါတယ်အဲဒီနောက်လူငယ်ဟာစတိုးဆိုင်တစ်ခုမှာကိုကြီးတစ်ခုကိုဝယ်ခဲ့လိုက်ပြီးပဲဝဲတစ်ခုကိုပါတောင်းယူလိုက်ကသူ့မိခင်ရှိရတဲ့ပို့ပေးချင်တာကြောင့်အမြန်ချောပုံမှာပစ္စည်းအနေချင်းပစ္စည်းတစ်ခုကိုပန်း90အနည်းဆုံးကျတဲ့အတွက်သူ့မှာပတ်30ပဲပါတာမို့စိတ်ပြတ်စွာထိုးမြန်ကထွက်လာလိုက်ပါတယ်။ကျောင်းတစ်ခုရဲ့နေရာမှာရေခက်တောက်နေပိုစတာလာကနေတာကိုကြည့်လိုက်ပြီးကျောင်းရဲ့ဟောပြောပွဲနေရာကိုရောက်လာကရှင်းမှရှိနေတဲ့လူကိုပတ်စံတစ်ပြားမှမရှိပဲဆရာလိုဖြစ်နေဆိုတဲ့အခါပတ်စံဆိုတဲ့မြင်အောင်ကြည့်တတ်ဖို့ပဲလိုတယ်လို့ဆိုပါတယ်။ဥပမာအနေနဲ့မင်းခုထိုင်နေတဲ့ခုံကိုဘယ်လောက်နဲ့ရောင်းမလဲလို့မေးတဲ့အခါပတ်တောင်းလို့ဖြစ်ဆိုလိုက်တဲ့အတွက်ခြားကျောင်းသားတွေကိုလည်းဆက်လက်မေးလိုက်ပြီးဈေးကိုလျှော့ပြောလာတဲ့ကျောင်းသားကြီးကသူ့ဝယ်မယ်လို့ထိုလူကပြောနေတာကြောင့်ဒီကောင်အားလုံးကိုသူပိုင်ခဲ့ရင်ရွေးချယ်စရာမရှိတော့သူရှိကပဲဝယ်ရမယ်မလားလို့မေးလိုက်ပါတယ်ဒီတော့တရုတ်တစ်ထေးကိုသူ့မှာအကြံကောင်းရှိတဲ့အတွက်သူ့ရဲ့လိုအားကိုပို့ပြီးရင်ပြောပြမယ်ဆိုတာကြောင့်သဘောတူလိုက်တဲ့တစ်ထေးကိုတဲမိုင်းအားလုံးရှိကတဲတွေကိုဝယ်လိုက်ရင်အကြံပေးခဲ့တယ်လို့တဲအားလုံးကိုဝယ်လိုက်တဲ့ကြောင့်တဲမရှိရင်စောင့်လို့တွေကလည်းရဲရတော့မှမို့တဲစလောက်ကိုပဲလေးရနဲ့မကြေမချမ်းဝယ်လိုက်ရပါတယ်လူငယ်အတွက်လည်းလိုအားကိုပန်း9000ပေးလိုက်လို့ဒီနေ့ကစပြီးမန်နေဂျာများကိုတာဝန်ယူရမယ်လို့ပြောလာတဲ့တရုတ်သေးကိုသူ့အတွက်ပတ်စံနဲ့ချေးပေးရန်ပြောတဲ့အခါခစ်လူငယ်တော်လောဘကြီးပါလားဆိုတာကြောင့်သူဟာဆင်းရဲလို့လောဘကြီးကြောင့်ပြန်လဲချေးပါပြောဆိုလိုက်ပါတယ်လူငယ်ကသူဟာငယ်ချင်းကဟင်းကောင်းစားရင်ငှက်ပြက်ထွက်ခဲ့ရတယ်လို့ဖမ်းမိလာတဲ့ငှက်ကနေနေရင်လည်းသူနဲ့သူညီပဲစားပြီးသူမိခင်ကတော့အငတ်ခံနေရတဲ့ကြောင့်သူ့အတွက်ကောင်းကောင်းစားရတဲ့နေ့ဆိုတာခရစ်စမတ်နေ့တရက်တာရှိကြောင်းတစ်သေးကိုပြောပြပါတယ်သူ့အကြောင်းတွေကိုပြောပြနေတဲ့လူငယ်ဟာစန်းတီဖြစ်ပြီးစန်းတီရဲ့ငယ်ဘဝအကြောင်းကိုသိရတဲ့တစ်သေးကမင်းမလောက်လိုချင်ကြောင်းမေးလိုက်ပြီးတစ်ကီလိုကိုလည်းပတ်စံလိုချင်တဲ့စန်းတီကိုတစ်သေးကထုတ်ပေးလိုက်ပြီးစဉ်းစားချက်တစ်ခုကိုလည်းစကားဝါအနေနဲ့ပြောလိုက်ပါသေးတယ်စားကလေးကိုပဲအမွေးနှုတ်သည်ဖြစ်စေချက်ကိုပဲအမွေးနှုတ်သည်ဖြစ်စေကြားချင်းကအတူတူပဲဖြစ်တဲ့ကြောင့်မင်းကညံကောင်းတဲ့လူငယ်လို့ပြောရင်တိကျစဉ်းစားဖို့မှာလိုက်ပါတယ်။နောက်စန်းတီတယောက်ဘန်ကောက်ကိုရောက်ရှိလာကမိခင်ဖြစ်သူအတွက်လည်းကိုကြီးတွေကိုပို့ပေးလိုက်ရင်နောက်ဆိုဘာမှစိတ်ပူစရာမလိုတော့ပဲရရအဆင်ပြေလာမယ်လို့ပြောလိုက်ပြီးညီဖြစ်သူကိုလည်းလိုချင်တဲ့မောက်တစ်ခုရတာနဲ့ပြန်လာခဲ့မယ်လို့ပြောလိုက်ပါတယ်။ဒီတော့အင်ဂျင်တစ်ခုမှအလုံးဝင်လုပ်ခဲ့ပြီးဘယ်သူမှမလိုချင်တဲ့ကောင်းအောင်တွေကိုလည်းရအောင်ရောင်းနေခဲ့ကကိုပိုင်လေးစကားတစ်ခုကိုလည်းထုံးခဲ့နေတာကြောင့်စန်းတီတယောက်ပြောနေခဲ့ပါတယ်။စန်းတီအလုံးလုံးနေတဲ့နေရာကို VME ဧည့်သည်တယောက်လာမှဖြစ်တဲ့ကြောင့်တထေးကတေချာကယူဆိုင်ရမှာခဲ့တဲ့အတွက်ထိုလူကိုဧည့်ခံရင်ဘာလို့လဲဆိုပြီးမေးတဲ့အခါအင်ချမ်းမီအထူးဆောင်လို့ဆိုပါတယ်ထိုလူရဲ့လက်ကိုစိတ်ဝင်စားတဲ့ကြောင့်ဘလောက်ရလဲလို့မေးနေတာကိုမဖြစ်ရင်တဲ့ထိုလူကနေရာပြောင်းထိုင်လိုက်တော့အထုံးနေရာထိလိုက်သွားပြီးဒီလက်ကိုသူလုံးချင်ကြောင်ပြောနေတဲ့အတွက်ကောင်းရရတော့မလဲကိုရောက်ပြောနေတာမို့သူ့အတွက်ဘယ်သူမှမလိုချင်တဲ့ကောင်းတွေကရောင်းရတာဖို့ခက်တယ်လို့ပြန်ညင်လိုက်ပါတယ်စန်းတီအတွက်တိုက်ခန်းတွေကိုမျှပေးလို့ရတယ်လို့ပြောတဲ့အခါတခန်းကို9သိန်းရမှာဖြစ်ပြီးသူ့အတွက်တခန်းကိုသိန်းပေးရတောင်းဆိုလိုက်တဲ့အတွက်ထိုလူလည်းလက်ခံလိုက်ပါတယ်အဲဒီနောက်ခရီးတော့အင်ဂျင်စီမှာလှုပ်ရင်တရုတ်ဧည့်သည်တရားပေါ်စကားပြန်လုပ်ပေးကတိုက်ခန်းတွေကိုရောင်းရအောင်စူးစမ်းပြောဆိုနေပေမဲ့ထိုင်းမလေးကိုပဲစိတ်ဝင်စားနေတဲ့ထိုလူကြီးကအော်ဒါကိုပဲခံလိုက်ရပါတယ်။သားလို့ထောက်လို့ပြီးတော့ချင်းထိုမင်းကလေးကသူ့အတွက်နှခမ်းနေရှာပေးဖို့တောင်းဆိုနေတာမို့ဘာအယောင်လဲဘယ်လိုမျိုးလဲဆိုတာကိုအသေးစိတ်မင်းနေတဲ့အတွက်စိတ်မရှိတော့တဲ့ထိုမင်းကလေးကသူနဲ့လိုက်ဖက်မှနှခမ်းကြီးကိုရှာလာပြီးတိုက်ခန်းကြီးကိုရောင်းရအောင်ကိုပြောမိမယ်ဆိုတာကြောင့်စက်တီတွေကတင်မောတဲ့ကမင်းကလေးတွေရဲ့နှခမ်းကြီးကိုလိုက်ကြည့်မျက်လုံးကြားတဲ့ကောင်မလေးပြန်ဖို့တွေ့သွားခဲ့ပါတယ်။ထိုကောင်မလေးထိုင်နေတဲ့နေရာထိလိုက်သွားတာရှုခင်းလေးကလာရလို့ပြောနေမှဘာတော့မှမရှိတာမို့သူ့အတွက်အရေးကြီးနှခမ်းကြီးလိုအပ်ကြောင်းပြောလိုက်တော့နှခမ်းကြီးဆိုတာတကူရဲ့သုံးသစီဆိုတာကြောင့်သူ့ကိုရောင်းပေးရင်ပြောလိုက်ပါတယ်ထုံမင်းကလေးကဘာ3000လို့ပြောတဲ့အခါ3မီတာပစ္စည်းကအလောက်တောင်ဈေးကြီးရလားဆိုပြီးလူလေးကလှတော့ကစီးနေလိုက်တာဆိုတာကြောင့်1500နဲ့ဈေးစစ်နေတာကိုသူ3500ရမှရောင်းနိုင်မှာဖြစ်တယ်လို့ဈေးပြောနေတာမို့ပါလာတဲ့ပတ်စံကမလောက်တဲ့အတွက်1000ကိုအကျိုးမှပေးဖို့နဲ့သူ့လိပ်စာကက်ကိုပေးလိုက်ပါတယ်အဲဒီနောက်တရုတ်ကြီးနဲ့အတူညဘက်ဟိုတယ်ကိုရောက်လာခဲ့ကြပြီးစက်တီတယောက်ပြန်တော့မယ်ဆိုတာကိုမဲလို့မပြီးသေးကြောင်းနဲ့သူတို့အတူတူနေတာကိုစကားပြန်လုပ်ပေးရပြောနေတာကိုတူတာတွေကိုဝါသနာဘာကြောင့်ပြောပြီးညင်းနေပါတယ်ထိုအခါမှတရုတ်ကြီးကသူနဲ့ထိုင်းမှလည်းတူနေတာကိုစကားပြန်လုပ်ပေးရင်ပြောတဲ့အခါသူမလုံးနိုင်အောင်ထိုင်ညင်းနေတဲ့အတွက်စက်တီရောင်းနေတဲ့ကွန်လိုကိုရောင်းနိုင်တဲ့အင်ချမ်းမီပွဲစားတွေချီတောင်းပြောပြီးလေးစားကန်တဲ့သဘောတူညီလိုက်တာမို့တညတာကိုအောင်တက်တဲ့စကားပြန်လုပ်ပေးရင်ကုန်ဆုံးလိုက်ရပါတယ်မနက်ခင်းစောပိုင်းမှာတော့မနေ့ကတွေ့ရတဲ့မင်းကလေးရှိသေးလားဆိုတာလာရောက်စုံစမ်းနေတာပြန်သွားပြီဆိုတာကြောင့်လှည့်ပြန်နေချိန်ကောင်းလာကပြန်ခေါ်ပြီးထိုးမင်းလေးပေးတော့ခဲ့တဲ့စန်းတီရဲ့လေးစားကက်ကိုပြန်ပေးခဲ့ပါတယ်ထိုးလေးစားကက်မှာလူလင်းဆိုတဲ့ဆောင်ကိုရေးသားခဲ့တာကြောင့်စာကိုဖတ်ပြီးစန်းတီတရားချီနူးနေခဲ့ပါတယ်အဲဒီနောက်လင်းစီကရှန်ဟိုင်းကိုကြောင်ကြောင်နဲ့ရောက်လာခဲ့တယ်လို့စကားပြန်လုပ်ပေးခဲ့တဲ့တေလ်ထရေးရှိတဲ့နေရာကိုရောက်လာခဲ့ပြီးထိုးနေရာကခန်းကားလုံးလာကြောင့်ပါစအဟောင်းသားနဲ့ဝင်သွား
သွားခဲ့ပါတယ်ထိုနေရာမှာတော့သူရင်းကကျောင်းမှာတွေ့တဲ့လူလည်းရှိနေပြီးတွဲအောင်နှုတ်ဆက်ကတေယိုချင်းများကိုတိုက်ခိုက်ဝင်ရန်ကြိုးစားပြောဆိုနေပေမဲ့ထိုလူတွေကတော့ကောင်မလေးတွေကိုသာစိတ်ဝင်စားကြောင်းနဲ့စန်ဒီကိုလည်းနှိမ်ချဆက်ဆံလိုက်တဲ့အတွက်အလိုတော်ထွက်သွားခဲ့ပါတယ်အဲဒီနောက်စိတ်ချောဖို့နဲ့တစ်ခါတော့တောင်းရင်အတင်းကျပ်ပြောနေတဲ့တထေးကိုသူဝေးကြီးကလာခဲ့ရတာဖြစ်သလိုလေရင်ကလည်းဆုံးရှုံးတော့ခဲ့တဲ့ကြောင့်သူတစ်ခွက်တောင်းရင်တဟင်းတစ်ခါဝယ်ရမယ်ဆိုကစိန်ခေါ်လိုက်ပါတယ်သုံးပတ်လောက်တောက်တာနဲ့မှောက်သွားမယ်ဆိုတဲ့လူတွေကိုခွက်40အတွက်တိုက်ခန်း40ဝယ်ရမယ်လို့ပြောရင်သူမတောင်းနိုင်ရင်တစ်ခါမှဝယ်စရာမလိုကြောင်းပြောနေတဲ့အခါအခြားလူတွေကလည်းစန်ဒီတောင်းနိုင်ရင်သူတို့ပါတိုက်ခန်းတွေကိုဝယ်မယ်လို့ပြောလိုက်ပါတယ်ပြင်းကရက်တစ်ခုကိုချပေးလိုက်ပြီးဒါကိုအကုန်တောင်းနိုင်ရင်သူတယောက်တည်းတိုက်ခန်းအားလုံးကိုဝယ်မှာဖြစ်သလိုစန်ဒီကလည်းဂရိမတင်ရင်ခွဲပဲလို့ပြောရင်ရက်တွေကိုရေလိုစတင်တောက်ပါတော့တယ်12ခွက်လောက်မှထိုးရလာပြီးမှောက်သွားခဲ့စဉ်ထိုလူကကောကဆွဲကရေခွက်ထဲကိုကောင်းနေလိုက်တော့မှစန်ဒီတယောက်အတိပြန်ဝင်လာပါတယ်အတိတ်ကရင်နာခဲ့ရတဲ့အကြောင်းတွေကိုပြန်မြင်အောင်လာတဲ့အခါဘာကောမှမမြင်နိုင်တော့ပဲရက်ခွက်တွေကိုမီးရှို့ကကိုဘကိုလောင်းချလိုက်တာကြောင့်အောင်းလန်းထိတ်လန့်သွားပြီးစန်ဒီကိုရေနဲ့ဝိုင်းပတ်ကြပါတယ်အဲဒီနောက်ထိုနေရာပဲသတိလင့်သွားခဲ့တာကြောင့်နိုးလာတဲ့အချိန်ကြီးလိုက်တော့မှနေရာတစ်ခုလုံးစိုးပဲတက်နေတာကိုတွေ့လိုက်ရတဲ့အတွက်တထေးရှိကိုဖုန်းပြန်ဆက်လိုက်တော့မင်းမသက်သေးဘူးလားလို့ပြန်မေးပါတယ်စန်ဒီတယောက်ညကရက်ခွက်40တောင်းနိုင်လာလို့မေးတော့မင်းကြောင့်ငါ့ရဲ့မီးလောင်တော့မှဖြစ်တယ်လို့သူရှန်ချမ်းကိုတော့မှဖြစ်တာကြောင့်ခွေးစားခတ်ကိုပို့ပေးရန်စန်ဒီကိုမှားလိုက်ပါတယ်ဒီတော့ရန်နာကြနေတဲ့ရုံနဲ့မြန်ချောဖို့ကိုတွားရင်ထွက်လာခဲ့လိုက်ပြီးခွေးစားခတ်ကိုပါဆယ်ပို့ရန်တွားအခါဝန်ဆောင်ကားကိုမေးလိုက်တော့900လာကြတဲ့ကြောင့်ပြောနေတဲ့ထိုမိန်းကလေးကိုဒီလောက်ဝေးကြီးကိုဒီလောက်ပဲကြားလာလို့မယုံတင်ကန်တတ်မြန်မေးမြန်းနေတဲ့စန်ဒီကိုပြည်ရင်းဆို900လာကြတဲ့ကြောင့်ထိုမိန်းကလေးကကတ်ထားတဲ့ပိုစတာကိုညွှန်ပြပါတယ်စန်ဒီတယောက်ပေပပတ်လေကိုကြည့်လိုက်ပြီးငယ်စဉ်ကသူ့ပုံရိပ်နဲ့သူထိုနေရာကနေပြုံးရင်ကထွက်လာခဲ့ပါတော့တယ်အဲဒီတော့တရုတ်မှလည်းဘာမှလုပ်ဆရာမချန်တော့တဲ့အတွက်ဘန်ကောက်ကိုပြန်ရင်လီဟင်ဘော်ကိုတက်လာချိန်လီဟင်မဲကအရှိတ်ဘက်တန်းကိုတွားစီကိုပြောနေတဲ့အတွက်မယုံကြည်နိုင်ဖြစ်သွားပြီးဦးချောင်းချောင်းနဲ့အရှိတ်ဘက်ကိုရောက်လာချိန်ရင်ကကျောင်းမှာသူမေးခွန်းတွေမေးခဲ့တဲ့လူလည်းအရှိတ်မှာရောက်နေတာကြောင့်နှုတ်ဆက်တဲ့အခါထိုလူကစန်ဒီအတွက်ဒီကောင်ကိုသူအဆင်းမြပြေခဲ့တာလို့ပြောတော့မှသူမချက်တော့ဘူးဆိုတာတိုင်လိုက်ပါတယ်အတူတူထိုင်ရင်စန်ဒီကိုလည်းသူနဲ့အလုပ်တူတူတွဲလို့မလားလို့မေးတော့သူများအလုပ်တွေကသူ့အတွက်မချမ်းသာနိုင်တာမို့ဒီဘောကတော့တော်ပါပြီလို့ရင်ကြီးကြီးညင်လိုက်ပါတယ်သူ့မှာအချမ်းတစ်ခုရှိတာကြောင့်လည်းဒီအလုပ်ကသူအလုပ်ချင်ဆုံးအလုပ်ဖြစ်ကြောင်းရင်ဘယ်သူမှမမြင်သေးတဲ့အလုပ်ဖြစ်ကြောင်းရင်ကိုစန်ဒီကပြောတော့သူရောသူပဲရှုမလားလို့မေးတဲ့အခါသူပြောပြလိုက်ရင်သူကအရှိပဲရောက်နိုင်မယ်လို့မဟုတ်တော့ကြောင်းပြောနေစဉ်ရောင်းမထွက်တဲ့တိုက်ခန်း40ကိုသူဝယ်မယ်ဆိုတာထိုလူကပြောပြကားဖြစ်ကန်လန်းလာပါတယ်ထိုင်းမှာပစ္စည်းပို့ကဘတ်50ရှိနေပြီးတရုတ်မှာကတော့25ဘတ်သာကျတဲ့ကြောင်းနဲ့သူကဈေးသက်သာတဲ့ပို့ကနဲ့ပုံလေးကိုပို့ဆောင်တယ်သူ့မှာလာအပ်တဲ့လူတွေများလာမှာဖြစ်တယ်လို့အမျက်နဲ့နဲ့ပစ္စည်းများများကိုပို့လိုက်ရင်သူ့တက်ပို့ပြီးကြမှာလို့ရှင်းပြတဲ့အတွက်ထိုလူကသူနဲ့လှုပ်တူတူတွဲလို့ရင်ကန်လန်းလာကိုစန်ဒီတယောက်ချိန်နဲ့ကြည့်လက်ခံလိုက်ပါတယ်အပိုင်း2ရဲ့အစမှာတော့လူငယ်တစုကဆိုင်ရဲကိုအချိန်ပြင်းကမောင်းနေလာခဲ့ပြီးဆိုင်တစ်ခုကိုတဟုန်လုံးဝင်ရောက်ကဆိုင်မရှိတဲ့ထိုလူတွေကိုအညိုးကြီးစာတိုက်ခိုက်နေတဲ့လူငယ်ဟာစန်ဒီဖြစ်ပြီးထိုအဖွဲ့တွေကလူတယောက်ကိုတဲကြီးမကြီးထိုးနေစေမှာပဲကျန်တဲ့လူနှစ်ယောက်ရောက်လာပြီးစန်ဒီကိုဝင်ရောက်ကန်ကြောက်ပါတော့တယ်စန်ဒီခံနေရတာကိုတွေးတဲ့ညီဖြစ်သူထုံးကခါးကြတဲ့ကဓာတ်ကိုထုတ်ကလူတယောက်ရဲ့လက်မောင်းကိုခုံးလိုက်ချိန်တွေးပြသွားတဲ့အကြည့်ရင်နဲ့သူ့ညီကိုရက်တက်ရန်တားနေခဲ့ပါတယ်နောက်နေ့မနေ့မှာတော့မိခင်ဖြစ်သူကမနေ့ကရန်ဖြစ်ခဲ့တဲ့လူငယ်စုအကြောင်းကိုစန်ဒီကိုပြောပြနေတဲ့အတွက်ထိုနေရာကရင်လှည့်သွားတာကြောင့်နောက်ကလိုက်ပြီးနိုင်ကြကတန်ရာကိုလှမ်းကြည့်နေစဉ်ရဲရတော့ညီဖြစ်သူထုံးကိုကားခေါ်နေပြီပဲဖြစ်ပါတယ်ထိုအခါမင်းညကရန်ဖိတ်ခဲ့ကြတဲ့လူအားလုံးစကန်ကိုရောက်ရှိနေပြီးနာမည်ကောင်းကောင်းရဲ့တာကိုလက်ပြခံနေပြီးခိုးပြတ်တဲ့သူကဘသူလဲလို့မင်းနေရမယ်အားလုံးကတိတ်ဆိတ်နေတာမို့ညီငယ်ရဲ့လေမင်းကိုဓာတ်ထောက်လိုက်ခြင်းသူ့လုံးတန်ဆိုပြီးသူ့ညီစာဝန်ခံတဲ့အတွက်ရဲမင်းကြီးရဲ့လက်စာမိသွားခဲ့ပါတယ်ဒီတော့တပ်ဖြစ်သူအချုပ်ကြနေတာကိုထုတ်ပေးဖို့မိခင်ဖြစ်သူကတောင်းဆိုတာကြောင့်အမကန်လောက်ထုတ်ပေးတဲ့ဖခင်ကမိုင်မဲတဲ့အမိုက်ကောင်ဆိုကပြစ်တင်ပြောဆိုရင်အမကန်ပေးတာကအလကားကိုညီမမဟုတ်တာကြောင့်လုံးလုံးရန်ကားပေါ်တက်ဆိုကအတင်းရက်ခေါ်ဆောင်သွားပါတယ်အဲဒီနောက်သူကရှေ့ဆက်ဖို့တဲ့ဖခင်ရဲ့နှင်ချပြစ်တင်ခဲ့တဲ့စကားတွေကိုတုံးအားတစ်ခုအနေနဲ့တုံးချကအိမ်မက်တွေကိုကောင်းတဲ့ဖော်ရန်လုပ်ဖို့ရောက်လာခဲ့ပါတယ်ဒီတော့အလုံးသဘောတူထားတဲ့ထိုလူကိုသူ့ရဲ့လက်ရှိအခြေအနေကိုသူ့ဖေတာမြင်ပြောတဲ့စကားမရှိမှမဟုတ်ကြောင်းပြောနေတဲ့စန်ဒီကိုအနားကောက်ကနိုင်လုံးကိုလက်ဆောင်အဖြစ်ပေးလိုက်ပြီးပြင်ကိုကြည့်ရင်ဗာမြင်လဲလို့မေးလိုက်တော့မုံမြော်တိုက်တင်နဲ့ကားဆောင်နေကြတဲ့လူတွေလို့ပေါက်တကယ်ရှောက်ပြောနေတဲ့စန်ဒီကိုဒါကသူတို့ရဲ့အင်ပါယာကြီးဖြစ်ကြောင်းရှင်းပြပါတယ်စတင်တော့မယ့်အင်ပါယာကြီးအတွက်ပထမဆုံးခြေလှမ်းကတရုတ်နိုင်ငံ Easy Express လက်ထောက်နဲ့တွေ့ဆုံရင်အပြန်အလှန်ကတ်ကိုပေးနေချိန်မှာပဲထိုမင်းကလေးကသူနှခမ်းနေငားခဲ့ဘူးတဲ့သူဆိုတာကိုသတိထားမိသွားချိန်မှာထိုမင်းကလေးကရှောင်းရီဆိုတာသိလိုက်ရပြီးစူပုံပုံနဲ့ရှောင်းရီကစန်ဒီရဲ့အလုပ်အတွက်ရှင်းပြမယ့်နေရာကိုရောက်လာခဲ့ပါတယ်အခြားသောပို့ဆောင်ရေးတွေရဲ့အလုံးလုံးပုံအစင်းစင်းနဲ့ကုန်းစားရေးထမ်းပို့နေတဲ့ပစ္စည်းတွေအတွက်အကြောင်းရှင်းပြပြီးနောက်ခန်းင်းဂရုရဲ့ကိုယ်တော်ကိုရောက်လာခါပို့ဆောင်ရေးအတွက်ရင်းလုံးလုံးရှိသလိုထိုပစ္စည်းတွေကိုထိန်းသိမ်းဖို့တည်းလုံလောက်နေရရှိကြောင်းစန်ဒီကရှင်းပြပါတယ်ဒီတော့အစည်းအဝေးလုပ်ရင်ဆုံးဖြတ်တဲ့အခါမှာတော့ရှောင်းရင်ကအတွေးတော်မရှိတဲ့ဦးဆောင်သူနဲ့အစမ်းနေအမှားတွေကို Easy Express အဖွဲ့ကလက်မခံနိုင်ကြောင်းထောက်ပြပါတယ်ပြီးတော့ခန်းင်းဂရုကပို့ဆောင်ရေးဝန်ဆောင်မှုမလုပ်ဘူးတဲ့အတွက်အစင်မပြေမှာဝေရှောင်းရင်ကရှောက်တင်ပါတယ်တို့ပေမဲ့စန်ဒီဟာဒီအလုပ်အတွက်အတွေ့အကြုံမရှိသူဖြစ်ပေမဲ့သူဟာစင်းစင်းရဲနဲ့ဘွားကိုဖြတ်တန်းလာပြီးတောင်ပေါ်ဒေသမှာကြီးပင်ခဲ့သူဖြစ်တာကြောင့်အောက်ဆက်ရောက်တဲ့ထုတ်ကခုနှစ်ဘက်ပေးဝဲခဲ့ရတဲ့တောင်ပေါ်ဒေသမှာစင်းရဲတဲ့သူတွေကများပြားနေပြီးအနေငယ်လမ်းနဲ့တောင်ကြီးမှာတော့၅ဘက်သာကျတဲ့တောင်ရှင်းပြပါတယ်စင်းရဲတဲ့သူတွေများပြားနေတဲ့နေရာတွေမှာပစ္စည်းတွေကဈေးကြီးနေရတဲ့အကြောင်းရင်းကပို့ဆောင်ရေးအကြောင်းဖြစ်တယ်လို့ထိုဈေးကြီးနေတဲ့အရာကြောင့်သူဟာဈေးသက်သာတဲ့ပို့ဆောင်ရေးတစ်ခုဖန်တီးနေတာဟာသူ့ရဲ့ရည်ရွယ်ချက်ဖြစ်ပြီးချမ်းသာသူတွေထက်စင်းရဲတဲ့သူတွေကပိုများတဲ့အတွက်တောင်ချီမှာလိုပဲတောင်ပေါ်ကလူတွေကိုပါတန်းလူစည်းနဲ့ဝယ်စီခြင်းနဲ့စန်ဒီရဲ့အမြင်ကိုပြောပြလာပါ
ပါတယ်။အားလုံးလည်းစန်းတီရဲ့ကျင်နာတတ်တဲ့စကားပြောဝင်တွေကိုကြားခဲ့ပြီး easy ဆွဲဘက်ကလက်ခံကြောင်းပြောနေချိန်မှာပဲလက်ထောက်ရှောင်းရီကဈေးကွက်အကြောင်းလေးလာအောင်မဲ့ဆိုကအချိန်ယူဖို့လိုကြောင်းတင်ပြလိုက်ပါတယ်။ညဘက်မှာတော့အပြင်ထွက်ဖမ်းဖေကြမဲ့ရှောင်းရီတို့အဖွဲ့ကိုဆောင်ကဈေးကွက်အကြောင်းသူလိုက်ပြပေးမဲ့ပြောနေတာကြောင့်ဒါကအလုပ်ချိန်မဟုတ်တော့ပဲမလိုကြောင်းညင်းလိုက်ပေမဲ့လည်းပတ်လို့ကောင်းတဲ့နေရာတွေကိုသူကဒေတာကံမှုဂိုက်လုပ်ပေးမယ်ဆိုတာကိုအဖွဲ့ကလူတွေရဲ့တွားပေးမှုကြောင့်ရှောင်းရီတရားအောင်တန်တန်နဲ့လက်ခံလိုက်ရပါတယ်။အဲဒီနောက်တရားမဝင်လောက်ကစားလုပ်တဲ့နေရာကိုစန်းတီကခေါ်လာခဲ့ပြီးရှောင်းရီစောင့်နေတဲ့ဝိုင်းမှာဝင်ထိုင်လိုက်တာကြောင့်ထားပြန်မှုလုပ်နေတဲ့ရှောင်းရီကိုကစားနေတော့ရက်လိုက်ခြင်းကြောက်တာလို့ကြီးသက်ပြောလိုက်ပါတယ်။ကစားနေချိန်အတွင်းမှာတော့ပွဲတိုင်းလိုအစာပိုင်းမှာလည်းလောင်းကြီးအားလုံးလောင်းတဲ့စန်းတီနဲ့တော့ဝိုင်းလုံးကလူတွေကလက်ရှုသွားကြပြီးနောက်ဆုံးတစ်ပွဲမှာတော့ဖဲကောက်နေတဲ့ရှောင်းရီကအားလုံးကိုလောင်းချလိုက်ပါတယ်။ဒီအခါမှာတော့စန်းတီကခမရခတ်တဲ့လူမဟုတ်သူအနိုင်ရဖို့လွယ်ကူကြောင်းပြောနေတဲ့ရှောင်းရီကိုတော့လာတဲ့သူကသာအနိုင်ရရှိကြောင်းပြောရင်တော့ဝိုင်းလုံးကိုတင်လိုက်ပြန်ပါတယ်။ကုန်ပစ္စည်းပို့ဆောင်တဲ့နေရာတစ်ခုမှာရှောင်းရီကဗီဒီယိုတစ်ခုရိုက်ယူထားခဲ့ပြီးလေစင်တစ်ခုပိုင်ထားကြောင်းနဲ့စန်းတီကထိုးတွေကိုပတ်စံပေးပြီးပစ္စည်းလာပို့သူများဟာဆောင်ခိုင်းခဲ့တာဟာပစ္စည်းပို့တဲ့ဘူးတွေကဆင်းလုံနေတာကြောင့်ရိပ်မိသွားတဲ့ရှောင်းရီကိုသူမပြောအောင်ဘာလို့ပေးရမလဲဆိုတဲ့အခါသူမဟာအလုံးနဲ့ပါစင်တွေကိုမရောကြောင်းပြောပြီးထွက်သွားပါတယ်။ဒီတော့သူနဲ့အလုပ်တွဲလုပ်နေတဲ့လူကိုသူလုပ်ခဲ့တဲ့ဟာပြပြဆောင်လုပ်ခဲ့တာလို့ပြောပြနေတဲ့အတွက်ထိုမိန်းကလေးကိုတင်သွင်းရန်ပရသက်တောင်းနေတဲ့စန်းတီကိုပတ်9 တန်းချမ်းလက်မှတ်ထုတ်ပေးပြီးရှောင်းရီကိုလည်းရအောင်တင်သွင်းဖို့နဲ့ယခုအင်ပါယာကြီးကိုမင်းရဲ့ဂရုမဆိုင်မှုကြောင့်မကြချုံးစင်နဲ့ဆိုတာမှားသွားလိုက်ပါတယ်။စန်းတီတယောက်ပြန်ခန့်နေချိန်တငယ်ချင်းရှိကဖုန်းဝင်လာတာမို့ကိုင်းလိုက်တဲ့အခါထုံဖန်းခံရကြောင်းပြောတော့ချက်ချင်းရဲစခန်းကိုလိုက်သွားခဲ့ပါတယ်။စခန်းကပြန်ထုတ်လာတဲ့ထုံကိုဒါလေးတော့မလုံနိုင်ဘူးလားဆိုကစူပူကျွေးမောင်းနေတဲ့အတွက်စန်းတီပေးတဲ့ပတ်စံကိုပြစ်ခဲ့ပြီးအကိုလည်းအဖေနဲ့တူလာပြီလို့ပြောလိုက်ပြီးထုံလဲထွက်သွားခဲ့ပါတယ်။တစ်ဖက်မှာရှောင်းရင်ကတော့စန်းတီနဲ့အလုပ်တွဲလုပ်နေတဲ့တခါနည်းဖွဲ့ကအကြောင်းတွေကိုလိုက်လံစုံစမ်းနေစဉ်အနားကိုစန်းတီရောက်လာခဲ့ပြီးသူမဒီမှာရှိမယ်ဆိုတာသူတည်သားပဲလို့ပြောရင်သူနဲ့အတူအလုပ်တွဲလုပ်ဖို့အနောက်ကတကောက်ကောက်လိုက်တောင်းဆိုနေပါတယ်။စိတ်ရှုပ်လာတဲ့သူမလည်းစန်းတီကိုအော်ကောင်းလိုက်တော့မှသူ့မှာကမ်းလှမ်းချက်တစ်ခုရှိကြောင်းပြောပြရတဲ့အတွက်အမြင်ပြောပြရင်တွန်းအားပေးနေပါတယ်။တုံဆိုင်နေတဲ့စန်းတီလည်းအိတ်ကတ်ထဲကိုလက်နိုင်ထားခဲ့ပြီးဝေခွဲမရပြနေချိန်မှာပဲရှောင်းရင်ကတော့စိတ်မရှိစွာထွက်သွားခဲ့ပြီးဖြစ်ပါတယ်။မြေပြင်ပေါ်ဒူးထောင်ရင်6လောက်တိကျန်ဆောင်ဆိုင်နေရတဲ့ဒီအခွင့်အရေးကိုလက်မလွတ်ခြင်းကြောင့်အနှုံမြင့်ငွေကိုတောင်းပန်နေတဲ့စန်းတီကိုတခါပဲဖြစ်သည်ဖြစ်စေလိမ့်လိုက်တဲ့လုပ်ရက်ကပြောင်းလဲသွားတော့မှာမဟုတ်ဘူးလို့မမထန်ထန်သာပြောသွားခဲ့ပါတယ်။စိတ်ငြင်းတဲ့အစည်းအဝေးခန်းထဲမှာထိုင်နေတဲ့စန်းတီအနာကိုခေါင်းဆောင်ကရောက်လာချိန်ချက်လက်မှတ်ကိုပြန်ပေးနေတဲ့အတွက်မင်းပါလုပ်ခဲ့တယ်လို့မေးတဲ့အခါသူ့ဦးညွန့်ပြီးတောင်းပန်ခဲ့ကြောင်းနဲ့စိတ်ပူစရာမလိုပဲသူတို့အောင်ဝဲခံနိုင်မှာပါလို့ဆိုပါတယ်။စန်းတီကိုလည်းမင်းရဲ့စကားတိုင်းကိုလောင်းကြီးထက်ခိုင်းနေတာလားလို့ပြောနေတဲ့ခေါင်းဆောင်ရဲ့အခြေအနေဟာလည်းပြောင်းလဲသွားတာကြောင့်သူကိုယ်တိုင်လည်းလောင်းကြီးထက်ထားတာကြောင့်ပြောနေတဲ့အတွက်သူတို့နှစ်ယောက်ကမတူကြောင်းပြောနေစဉ်တခြားလူတွေလည်းဝင်လာတာကြောင့်အစည်းအဝေးကိုစတင်ရပြင်ဆင်လိုက်ပါတယ်။စတင်လာတဲ့အစည်းအဝေးမှာဈေးကွက်အခြေအနေကို easy ဆွဲဘက်ကစုံစမ်းခဲ့ပြီးအနည်းဖွဲ့နဲ့လက်တွဲခြင်းကြောင့်နိုင်ငံနဲ့ရုံးခွဲပေါင်း90ကိုအများဆုံးဖွင့်လှစ်နိုင်ရန်လှုံ့ဆော်ပေးဖို့လိုကြောင်းပြောလိုက်ပါတယ်။ဒီတော့လူချင်းတဲ့စာချုပ်ကိုလည်းချုံနိုင်ခဲ့တာကြောင့်အဖွဲ့သားတွေနဲ့အတူအောင်မဲခံနေချိန်တင်ရှုံမှုတွေအများကြီးပေးရရင်သူတို့အတွက်အဆင်ပြေမှမလားလို့စိုးရိမ်နေတဲ့စန်းတီကိုပစ္စည်းဖို့ရတဲ့ဝန်ဆောင်မှုကနေပညာကအဓိကတော့ရဖြစ်ကြောင်းသူတို့နေပညာကိုသုံးပြီး brand ကတော့သူတို့ဖြစ်ကြောင်းခေါင်းဆောင်ကရှင်းပြပါတယ်။စန်းတီရောက်နေတဲ့ကွန်လိုတွေကိုဝယ်ပေးခဲ့တဲ့အတွက်သူအခုလိုလုံနိုင်လာတာဖြစ်တဲ့ခေါင်းဆောင်ကိုလည်းထိုးအတွက်ကျေးဇူးတင်ကြောင်းပြောရင်ရှေ့ဆက်ရလာမယ့်အမြတ်တွေကိုတွင်ရင်ပြောနေခဲ့ပါတယ်။အပြင်ထွက်စလိတ်တောက်ဖို့လုပ်နေရင်မိချင်းမရှိလို့တွေ့ရလို့တယောက်စီကငားလိုက်ပြီးတိုလူကိုလည်းဒီနေ့ကသူ့အတွက်အပျော်ရှင်ဆုံးဖြစ်ရတယ်လို့အရင်ကသူကငှက်တွေနဲ့ကြွက်တွေကိုသာစားရသူလို့ဘေးကလူတွေကိုပြောပြနေပါတယ်။စန်းတီကခါနင်းလူကြီးမင်းရဲ့သားဖြစ်ရင်ကောင်းမှာပဲလို့ပြောရင်ရှုကားဘေဘီနဲ့အတွေးမှုကလည်းဘလောက်လာကြောင်းနဲ့စန်းတီတယောက်ရှောက်ပြောပြနေတဲ့လူဟာခါနင်းလူကြီးမင်းရဲ့သားဖြစ်ကြောင်းသိလိုက်ရတော့မှကြောင်ငန်းငန်းဖြစ်သွားပါတော့တယ်။ဒီတော့အလုပ်ကိစ္စပြီးသားလို့ပြန်တော့မဲ့ရှောင်းရီကိုလိုက်ဖို့နှုတ်ဆက်ကသူ့ဘဘာလို့အခွင့်အရေးပေးခဲ့တာလဲဆိုတာကိုစန်းတီကမေးတော့လူတိုင်းကလူတယောက်ခွင့်ရင်းနဲ့ထိုင်းထိုင်ကြောင်ပြောနေတဲ့သူမရှိကဖုန်းနံပါတ်ပေးရင်တောင်းဆိုလိုက်ပါတယ်။ဖုန်းနံပါတ်ကိုထည့်ပေးပေမဲ့ရေးသားရှိနေကြောင်းသိစေချင်တဲ့ရှောင်းရီကရေးသားတဲ့ပုံကိုပါကွန်တက်ထဲမှာမှတ်ထားပေးလိုက်ပါတယ်။စန်းတီကအပြန်လက်ဆောင်ထည့်ပေးလိုက်တဲ့အထက်မှာတော့နှခမ်းနီပိုးကိုပါထည့်ပေးခဲ့တာကြောင့်သူမလည်းသဘောကျသွားခဲ့ပါတယ်။အဲဒီနောက်စန်းတီတယောက်သူ့ဖခင်ရှိရနေရာကိုရောက်လာခဲ့ပြီးအကျွေးရှင်လို့ထင်နေတာကြောင့်မောင်းထုတ်နေတဲ့မိတွေကိုလည်းသူ့အဖေကိုလာတွေ့ကြောင်းပြောလိုက်ပါတယ်။ဒီတော့မှထိုးလက်ထွက်လာကပန်း9 သိန်းလောက်ပဲတန်တဲ့အိမ်ကိုပါတန်းတီပေးလိုက်ပြီးအဖေမရှိတဲ့သူတို့အဆင်ပြေကြောင်းနဲ့အိုရငွေတွေကိုလည်းအရင်ကပေးစရာရှိတာလို့အပြတ်ပြောခဲ့လိုက်ပါတယ်။လုံးတွေကိုအများဆုံးအကောင့်ထဲပေါ်နိုင်ရင်စန်းတီတယောက်လုပ်ငန်းခွင်နေရာရဲ့ထိသွားကလောအားပေးနေရင်ရှောင်းရည်ရှိကဖုန်းဝင်လာလို့ပီတိများစွာနဲ့ကင်လိုက်ပါတယ်။သို့ပေမဲ့သူမျောလင့်ထားသလိုကောင်းတဲ့သတင်းမဟုတ်ခဲ့ပဲခါနေဘက်က ETA ဆွဲဘက်ကို1 ဘီလီယံထိတိုးတောင်းခဲ့တာကြောင့်စန်းတီရဲ့ share 19%နဲ့1.9ထိကျဆင်းသွားပြီဖြစ်တယ်လို့သတင်းစာရှင်းလင်းပွဲတစ်ခုမှာလည်းခါနေလူကြီးမင်းရဲ့သားကိုဥဆောင်သူနေရာကိုပေးကစန်းတီကိုတစ်ခါကနေလူလဲချလိုက်ပြီးမို့စန်းတီရဲ့ဒေါသတွေမိတော့တပွဲပောက်ကွဲလာပါတော့တယ်။